brother ကို channel တစ်ခုခေါ်မယ် main ကလေးတွေပဲတီးတန့်သုံးတဲ့ပစ္စည်း၃ခုပြမယ်၃မျိုးလုံးတီးတယ်မလို့2မျိုးလည်းတီးရတယ်ကျွန်တော် brother ကိုလက်ဆောင်ပေးမယ် okay နော်ရောက် အဲ့ဒါမိန်းကလေးနော်ကုန်းပါကတ်တဲ့ဟာ မင်းကရင်သားကတ်တဲ့ဟာပေါ့ ဘလို့တီးရလဲ ဆော်ရှိရတီးရပေါ့ တီးပါဟုတ်ပါဘူး ဒီမျက်နှာမှာကတ်တဲ့ဟာ ကတော့ကတဲ့အားပဲညနာမှာတော့ နှုတ်မှလုံးနေရတယ်လေ ဟုတ်ပါဘူး brother လည်း တကယ်မသိဘူးကျွန် မ တော် ဟုတ်ဘူးကွာဖြစ်တယ်မျိုးလုံးလေးပါနာလို့ရှိရင်ကက်တဲ့ဟာ စီရီကို အေးလေစီတီကောင်ဘာစီတီကောင် အာ ကက်တဲ့ကက်တဲ့ okay okay ရတခုမှန်ပါရှင်းမှာကက်တဲ့ ရင်သားမှာကတ်တဲ့ဟာ okay ဆရာတကယ်ဟိုပဲဆရာကြီးလို့ပြောပါဆရာကြီးဟုတ်တော့တယ်ကွာဒါတီးရတခု အာဒါသူတို့မိန်းကလေး body ဒါဒီနော်အဲ့ဒါထားရ ဒီကိုကြည့်ရော ကြည့်တယ်တီးသွားပြီအဲ့ဒါဆိုလိုင်းကအဲ့ဒါကြီးသူတို့ကအမြဲတင်နာလို့ဆိုပြီးအဲ့ဒါသူတို့အမြဲထုတ်ထားတယ် အေးရပါအော်ဒါလည်းတီးရပေါ့ ဘာလဲလား သွားရပါတိုက်ရခါရှာရပါဟုတ်လားအဲ့နှစ်ခုဆိုနှုတ်ထိန် တကယ်တခုလေးကိုကြည့်ရင်တော့ရဒါတော့ပါ မြို့မှာကတ်တာလား နှုတ်ထိနေဘူး ဟမ် နှုတ်ထိနေဘူး ဟုတ်ပါဘူး brother လည်းအိုင်နာကနေမတော့ခုနကလည်းအိုင်နာအခုကလည်းအိုင်နာပဲတခြားသင်းအောင်ဟုတ်လို့လား တကယ်မသိဘူးဗျာလားရ တော့ ဒီမှာစဉ်းစားလို့လက်လျှော့လိုက်တော့ အဲ့ဒါရ တင်မမှာထည့်တယ်အမှတ်တိုင်း တင်မမထဲနေတာသိကြပြီလားသိကြဟုတ် တင်မမှာတောင်းတယ် သိကြပြီလား တေးရ သိကြရင်နော်အဲ့တော့ final answer နော်မားတယ်ဗျအဲ့မဟုတ်ဘူးဒီနောက်ဆုံးတစ်ခုပဲပြလိုက်တာချင်းချင်းတန်းသိရဆိုတော့ဟုတ်ပြီရောက် ဒါတော့မသိတော့ဘူးဘာလည်းမသိဘူး တော်ရ တော်မေးကြည့်ရအောင် တကယ်ဆရာဘယ်သူတော်မိမှာဟာပြဿနာပဲဒုက္ခပဲပြဿနာရှာမလုံးနဲ့လေဘယ်လိုမင်းကလေးတော်မိမှာလဲစဉ်းစားကြည့်အဲ့ဒီစဉ်းစား ငေးအားလာဖြစ်ရင်300 what the fuck မောလေ အဲ့ဒါတော့မသိတော့ဘူးအဲ့ဒါ ဘီးကုတ်လေကွာ ဒီလိုကြီးလားဟုတ်တော့ပါဘူး လိုက်တော့မမင်းနဲ့တော့ဒီဘက်ပြဿနာပဲ ဟုတ်ပါ လိုက်မင်းမယ်ရောရောက် ရေးလိုက်ပါ နှစ်ခုမှန်သွားပြီဆို ကျေးဇူးပါ တောင်းပေးတယ်โอเคပါလားကျေးဇူးအများကြီးတင်ပါနော်အရင်ကနောက်တစ်ခုရှာလိုက်နော်ဗာလဲဆို အနာဝဲရတဲ့အတူတူပဲအော်မညက်တယ်ဟုတ်လား ဟုတ်ပြီတိထိုင် Facebook မှာမြင်ဘူး ဘူးသူတာပေါ့ဟမ်ကိုရတဲ့တော်အများကြီးပို့ရဘူးဆိုတာโอเคရောက်မှာ brother ကျွန်တော်လက်ဆောင်တောင်းပေးမယ်โอเคကျေးဇူးအများကြီးတင်ကျွန်တော်တို့မသိတဲ့ဟာတွေ brother သိတာရှိသေးတာရှင်းခဲ့ ရှိတာရော ရောက် ဩအောက်မှာ ဘီးကုတ်ကြီးလေဘီးကုတ်ကြီးလေ brother ဘာကြီးရှောက် ဟော ရေဟုတ်ပါပြီအောက်မှာကတ်တယ်ရောက် brother နှစ်ခုမှန်လက်ဆောင်ပေးလိုက်မယ် အာပိုးဆိုးပါပြီမလေးအောက်ကခံရလား ဘယ်အောက်ခံလား အောက်က ဘယ်အောက်လဲ ဒီအောက်က နှစ်ခုမှန်ဆိုလက်ဆောင်ရအောင်ပါ အော်ကျေးဇူးပါကျေးဇူး ကျေးဇူးပါဖေမြန်ကောင်းမြန်ကိုတရားကြည့်နေဟမ် မသိဘူးဗျာမင်းကလေးအနာဝဲမှာထည့်ရ ဒီထားကြတော့တည်ရထဲ့တာလား အတွင်းမှာခံဝတ်တဲ့ဟာ မဟုတ်လေ brother ထဲ့သုံးတာလား မသုံးပါဘူး အဲ့လိုလိုတန်းတည်ရ ဒါနဲ့ရှင်းနေ ဘလို့ရင်းနှီးနေတော့မေးတော့ ဒါ ဘလို့ တော်တော်ရင်းနေတယ် โอเคโอเคဟုတ်ပြီဘလို့ရင်းနှီးနေမေးလို့ချင်းဆက်ရှုပ်ကုန်မယ်ရောနှစ်မျိုးမှန်သွားပြီဆိုရော brother ရောဆက်ဆောင်မလား ကျေးဇူးပါ ကျေးဇူးအားကြီးတယ် brother ကျေးဇူးပါ